ဒီကနေ့မှာတော့စစ်အာဏာရှင်စနစ်အောက်ကကြောက်မဲ့ဖွယ်ရပြန်ပွဲတစ်ခုအကြောင်းတင်ဆက်ပေးသွားမှာပါဒီဆက်လံကတော့စစ်တပ်ကအာဏာသိမ်းထားတဲ့အမေရိကန်ပြည်ထောင်စုရဲ့အခြားပါစင်တစ်ခုကနေအခြေခံထားပါတယ်နိုင်ငံကိုတမီချာလို့ခေါ်တဲ့တဦးထဲသောကောင်းဆောင်ကအုပ်ချုပ်နေတာပါသူတို့အစိုးရကတလောင်းဝက်လို့ခေါ်တဲ့ဒေမီတမလန်းစားပြန်ပွဲကြီးကိုဖန်တီးခဲ့ပါတယ်အနိုင်ရတဲ့သူကတော့ဝေကြီးကြော်ကြားမှုနဲ့ဒူလိုရှင်တဲ့စစ်တော်တစ်ခုကိုရရှိမှဖြစ်ပြီးဒါဟာစင်းသားတွေအတွက်တော့ဘဝကိုပြောင်းလဲပြည့်နိုင်တဲ့တစ်ခုထဲသောအခွင့်အရေးပါပဲဒီနေ့မှာတော့ဆော့လော်တင်သူတွေထက်ကပြန်ပွဲဝင်90ကိုမဲနိုင်ရွေးချယ်ခဲ့ပါတယ်။အဲ့ဒီထဲမှာမိတ်ဂျီနင်ကတူးထဲသောပြန်ပွဲဝင်ကတော့ရေးပါ။ရေးကိုသူ့အမေဖြစ်သူဂျီနင်ကလိုက်ပို့ပေးခဲ့ပေမဲ့ဒါဖြစ်သူဒီပြန်ပွဲဝင်မှာကိုဂျီနင်ကမလိုလားပါဘူး။ဒါပေမဲ့ရေးကတော့ဒါဟာသူ့ရဲ့ကိုယ်ပိုင်စပစ်ချက်ဖြစ်တယ်လို့ပြောပြီးရင်းဆိုခဲ့ပါတယ်။ပြန်ပွဲချင်းမရနေရာကိုရောက်တဲ့အခါဂျီနင်ကရေးကိုတင်းကြပ်ကြပ်ဖတ်ပြီးငိုယိုကနှုတ်ဆက်ခဲ့ရပါတယ်။ရေဟာကိတ်ထဲကိုဝင်လာတဲ့အခါဖော်ယူတဲ့ပီတာနဲ့တွေ့ဆုံခဲ့ပါတယ်။ပြန်ပွဲဝင်အများစုဟာစိတ်လှုပ်ရှားနေကြသလိုပျော်ပျော်ရွှင်တကာပြောနေကြပါတယ်။အဲ့ဒီထဲမှာကာလီလို့ခေါ်တဲ့ကောင်လေးကတော့အရန်ကိုတုံလုံးနေပြီးသူ့အသက်ဆက်စင်းနေလို့ပြောပေမဲ့ဘယ်သူမှမယုံကြပါဘူး။မကြခင်မှာပဲမေချာရောက်စီလာပြီးပြန်ပွဲဝင်တွေကိုနံပါတ်ပြားတွေပေးအပ်ခဲ့ပါတယ်။ပြီးတော့သူကဒီပြန်ပွဲဟာနိုင်ငံရဲ့ပြင်းမှုတွေကိုတိုက်ဖျက်ဖို့နဲ့အလုပ်စူးစမ်းမှုကိုမြင့်တင်ဖို့ဖန်တီးထားတာလို့မိတ်ခုံပြောခဲ့ပါတယ်။ပြန်ပွဲရဲ့စီကံတွေကတော့အရန်ရက်ဆက်ပါတယ်။လူတိုင်းဟာတူတဲ့ကြံတဲ့အထိလမ်းဆောက်ရပါမယ်။ဘာနိုင်မစေပါဘူး။တနင်္ဂနွေကို3မှန်အမြဲစေးရမယ်။အစိတ်ဆုပ်ရင်သတိပေးချက်တစ်ခါရမယ်။10စက္ကန့်အတွင်းအစိတ်ပြန်မမြင့်ရင်ဒုတိယအကြိမ်သတိပေးချက်ရပါမယ်။သတိပေးချက်3ကြိမ်ပြည့်ရင်တော့အပြစ်သက်ခံရမှာဖြစ်တယ်လို့လမ်းပေါ်ကချစ်ချော်ထွက်ရင်လည်းချက်ချင်းအပြစ်သက်ခံရမှာပါ။ပြန်ပွဲစတင်ပြီးမှန်အနေငယ်မှာပဲလူငယ်တွေဟာစတင်စကားပြောလာကြပါတယ်။စတေဗင်ကအစိတ်ဆုပ်ပြီးစံသက်ကြည့်ရမှာသတိပေးချက်ရှင်ရခဲ့ပါတယ်။ကယ်ဗီကတော့သူ့ဖနက်ထကခဲလုံးထုတ်ဖို့ရက်လိုက်တာကြောင့်ဒီနက်နဲ့အပြစ်ခံရခါနေမှာအချိန်မြင့်ပြန်စောင့်နိုင်ခဲ့ပါတယ်။မိုင်9မိုင်မှာတော့ရေကဒီစနစ်ကြီးဟာစင်းရဲသားတွေကိုအချက်ကန်ပြီးဒီပြန်ပွဲထဲတွန်းပို့နေတာဖြစ်ကြောင်းဒေါသတကြီးရင်ဖွင့်ခဲ့ပါတယ်။ဒုက္ခတွေကတော့ကာဗီကနေစတင်ခဲ့ပါတယ်။သူဟာခြေထောက်ချက်တက်ပြီးလဲကျသွားတဲ့အတွက်တတိပေးချက်3ချိန်ပြည့်ပြီးကောင်းကိုပြစ်သက်ခံလိုက်ရပါတယ်။ဒါကိုမြင်တဲ့ရေကထိတ်လန့်သွားပြီးအစိမ်ဆော့သွားလို့တတိပေးချက်ရခဲ့ပါသေးတယ်။မိုင်25မှာကယ်ရီနဲ့ရန်ဖြစ်ရကလဲချသွားတဲ့ဘရာလည်းအဖြစ်သက်ခံခဲ့ရပါတယ်။မိုင်35မှာတော့ရေဟာအိပ်ပျော်သွားပြီးသတိပိချက်3ချက်အထိရခဲ့ပေမဲ့ပီတာကသူ့အချိန်မီနိုးပေးခဲ့လို့အသက်ချမ်းသာရခဲ့ပါတယ်။လန်ခရီမှာရေကပီတာကိုသူ့ဘက်ကအကြောင်းပြောပြပါတယ်။သူ့အဖေဟာဆိုရတားမြစ်ထားတဲ့အသွေးခေါ်ပညာတွေကိုသင်ကြားပေးခဲ့လို့မေဂျာရဲ့အမိန့်နဲ့အသက်ခံရသူဟာရေဟာဒီပြန်ပွဲဝင်ရခြင်းရဲ့လူ့ဝက်ချက်ကတော့အနိုင်ရရင်ရမယ်ဆွတောင်းနဲ့ဒင်းနက်ကိုတောင်းပြီးမေဂျာကိုပြန်တက်ဖို့ပါပဲ။ရဲတွေကောလုံးလာတာနဲ့အမျှပြန်ပွဲဝင်တဲ့တူပြီးတူတည်ဆုံလာကြပါတယ်။ကယ်ဗီဟာသူတို့ဘာကိုနေဆက်ခဲ့တဲ့အဖြစ်မကင်းစိတ်နဲ့စုံနှချောင်းတုပ်ပြီးမိမိကိုယ်အစိုးစီရင်သွားပါတယ်။မန်986မှာတော့ရီဟာသူ့စာတိမြုပ်ကိုဖျက်ကျော်ရတဲ့အခါသူ့အမေကိုတွေ့ပြီးပြေးဖတ်ဖို့ကြိုးစားခဲ့ပေမဲ့ပီတာကလမ်းပေါ်ကမထွက်ဖို့အတင်းဆွဲထားခဲ့ရပါသေးတယ်။နောက်ဆုံးမှာတော့ရီပီတာနဲ့စတေဗင်3ယောက်ပဲကြောင်ပါတော့တယ်။စတေဗင်ကသူဟာမေဂျာရဲ့တရားမဝင်သားဖြစ်ကြောင်းပြောပြပြီးနောက်ခန္ဓာကိုယ်အစိတ်ပိုင်းတွေပြည့်စည်ပြီးလဲကျတည်ဆုံသွားပါတယ်။မိုင်331မှာတော့ပီတာကရေကိုအနိုင်ရစေချင်လို့အဆော့ပေးခဲ့ပေမဲ့ရေကရင်းဆုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရေဟာအစိတ်ဆော့သွားပြီးစစ်သားတွေရဲ့ပြစ်ခတ်မှုကြောင့်ပီတာရဲ့စစ်မှန်တွင်တည်ဆုံသွားခဲ့ပါတယ်။ပီတာဟာအနိုင်ရစေလို့ဖြစ်လာပါတယ်။မေဂျာကသူ့ရဲ့စွတ်တော်ကိုမေးတဲ့အခါပီတာကသူ့ကလေးတွေကိုအမှတ်တရပြဖို့အတွက်စစ်သားတယောက်ရဲ့တင်နန်းကိုတောင်းဆိုခဲ့ပါတယ်။မေဂျာကတင်နန်းပေးလိုက်တဲ့အချိန်မှာပဲပီတာဟာဒါကရေအတွက်လို့ပြောပြီးမေဂျာကိုပဲချီပြီးပြစ်တက်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာတင်းနက်ကိုပြစ်ချပြီးလမ်းဆော့ထွက်သွားပါတော့တယ်။